ချစ်သူနဲ့ရှစ်ဆက်သွားဖို့အတွက်ဟုတ်ပါမလားအဆင်ပြေပါမလားအရင်လူကငါ့ကိုဒီလိုလှုပ်သွားတာဒီလူအောင်ငါ့ကိုဒီလိုများလှုပ်သွားမလားအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့လူမှုနယ်ပယ်မှာရောစီးပွားရေးနယ်ပယ်မှာပါအောင်မြင်တဲ့လုပ်ငန်းရှင်တွေကို coaching လုပ်ပေးနေတယ်ကျမမဝေလေးမျိုးဖြစ်ပါတယ်ငယ်လေးတွေပေါ့နော်ငယ်လေးတွေအတွက်ကျမ coaching session လေးကျမလုပ်ပေးခဲ့ရတဲ့ coaching session လေးတခုကအတွေ့အကြုံလို့ကျမ sharing လုပ်ပေးချင်ပါတယ်ကောင်မလေးကသူအရင်တုန်းကသူ relationship တခုရှိခဲ့တယ်အဲ့ဒီ relationship တခုကနေပြီးတော့သူကပြတ်တောက်သွားခဲ့ပြီနှစ်တည်းလဲကြာခဲ့ပြီနောက်ထပ်သူ relationship တခုထပ်ရလာတယ်ထပ်ရောက်လာတဲ့အချိန်မှာအဲ့ဒီနောက်ထပ် relationship တခုမှာ तू ကဘာတွေဖြစ်လဲဆိုတော့ဟုတ်ပါမလားအဆင်ပြေပါမလားအရင်လူကငါ့ကိုဒီလိုလှုပ်သွားတာဒီလူအောင်ငါ့ကိုဒီလိုများလှုပ်သွားမလားအဲ့ဒီစိုးရင်စိတ်တွေနဲ့ဝိစုရောက်လာတယ်အခါလေးကြားလို့ရှိရင်ဝီတို့တွေကအစွဲပေါ့နော်အရင်လူတယောက်ကကိုယ့်ကိုဒီလိုလှုပ်သွားတဲ့အပေါ်မှာနောက်လူကလည်းငါ့ကိုဒီလိုလှုပ်နေမလားလို့ဆိုတဲ့စိတ်အစွဲလေးကိုသတိထားဖျောက်ပြက်ဖို့လိုတယ်လို့ကိုက remind လုပ်ပေးချင်တာအဲ့တော့ဝင်းနဲ့ coaching ယူပြီးတဲ့အချိန်မှာတော့အဲ့ကိစ္စပြင်လဲသွားတယ်ပေါ့Okay ဒါကတော့ဝေက sharing လုပ်တာပါဒီဝေပြောပြတဲ့story လေးကနေပဲဒီစုံတစ်ခုရသွားလိမ့်မယ်လို့လည်းဝေယုံကြည်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်